အလူမီနီယံရုပ်ခွေဖြစ်နေပေါက်ကိုမှချင်းစကားရောတန်မန်းရောလိုချင်တာဘာတွေသုံးရမလဲဘလို့ဟာတွေရှိလဲဆိုတာမသိဘူးဖြစ်နေတယ်မလားအဲ့လိုဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့အမိတ်ရှံမှာအလူမီနီယံ108 series လေးရှိပါတယ်ဒီ series မှာဆိုရင်ရွက်ပွင့်တက်ကအလူမီနီယံတန်ပန်းအလူမီနီယံချင်းစကားတစ်ခါတည်းပါရှိမှာဖြစ်ပါတယ်အလူမီနီယံအထူက 1.4 mm ရှိပါတယ်ကြီးပေါက်ထူကဆိုရင်108 mm လောက်ရှိတာဖြစ်တဲ့အတွက်တော်တော်လေးထူပြီးတစ်လောက်လုံးနေရှိပါတယ်သုံးပေးထားတဲ့ပစ္စည်းတွေကိုလည်းတစ်ချက်လောက်ကြည့်လိုက်အောင်လော့မှာဆိုရင်ချင်းစကားရောတကားမှာရော2 ပိုင်းလုံးကိုသုံးပေးထားပါတယ်ချင်းစကားသားကိုလည်းတီးချင်းစကားသားသုံးပေးထားတဲ့အပြင်ကျွန်တော်သဘောကျတာတစ်ခုကချင်းစကားရဲ့ဒေါင်လေးတွေမှာစတီးချင်းစကားတောက်ဆွတ်လေးတွေသုံးပေးထားတာပဲဖြစ်ပါတယ်ပတ်တာမှာဆိုရင်စတီးပတ်တာကိုမှပုံမှန်စတီးပတ်တာတွေမှာဆိုရင်တကယ်ရွက်အလဲရောက်ပြီးမှပွင့်တာမျိုးပတ်တာကြီးမြင်နေရတာမျိုးဖြစ်တတ်ပါတယ်ဒီတကားမှာသုံးပေးထားတဲ့စတီးပတ်တာဟာဆိုရင်တော့ဘေးပတ်တာလိုမျိုးဘေးမှာကတ်ပြီးတော့အပြည့်ပွင့်ပါတယ်အလူမီနီယံတန်ပန်းရဲ့တောင်နှိခိုင်မာမှုမှာဆိုရင်လည်းလူတယောက်တက်ခေါ်လို့ရတော့တဲ့အထီကိုခိုင်းပါပါတယ်တန်ပန်းတွေဆက်ထားတဲ့နေရာမှာဆိုရင်လည်းစကူလုံးလေးတွေမပေါ်အောင်အကာလေးတွေတက်ပေးထားပါတယ်အခုလိုမျိုးအလူမီနီယံ108 series နဲ့တကားတွေလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ MHM မှာမှာယူလို့ရတယ်လို့သိချင်တာရှိတယ်ဆိုရင်လည်း Messenger TikTok ချက်ပေါက်ဒါမှမဟုတ်ရင် Viber ကနေလည်းမေးလို့ရပါတယ်ကျွန်တော်ကတော့ MHM ရဲ့ sales marketing တင်ဟာပို့ပြည့်စုံပဲဖြစ်ပါတယ်အရေးသွေးမှန်ဈေးတန် UPVC အလူမီနီယံပြည်တကားဆို MHM